အခုဆက်ပြီးတော့ပြပေးသွားမယ်အပိုင်းလေးကတော့ M5 ရဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့ချောကိုင်လို့ခေါ်တဲ့ listening ပိုင်းဖြည့်ဆို့ပုံဖြည့်ဆို့နည်းလေးကိုဒီနေ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်အခုစပြီးတော့အတူတူကြည့်ပါမယ်နော်။အဲ့တော့အခုကချောကိုင်အပိုင်းပါ။အဲ့တော့ချောကိုင်အပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကလည်းအကိုရဖြည့်ဆို့မဲ့ M5 ရဲ့နောက်ဆုံးအပိုင်းဖြစ်တယ်လို့မျိုးအရေးကြီးတဲ့အစိတ်အပိုင်းလေးဖြစ်ပါတယ်။အဲ့တော့အခုကြည့်ပါမယ်။အဲ့တော့ချောကိုင်အပိုင်းကိုဖြည့်ဆို့တဲ့အခါမှာဆိုရင်ကိုရမိကွန်းစာရွက်ပေးထားမယ်အဖြေကစာရွက်တွေပေးထားတယ်အဲ့တော့ပေးထားတဲ့မိကွန်းဟာစာရွက်မှာဆိုရင်သူ့မှာကပုံလေးအပိုင်းနဲ့ပါတယ်လို့စာတွေပေးထားတဲ့အပိုင်းနဲ့ပါတယ်เนาะဒီလိုလေးတွေရှိလိုက်မယ်ပေါ့အဲ့တော့ပထမအဆုံးကိုဒီကမဖြည့်ဆို့ခင်မှာဒီလိုမျိုးအခုပြထားတဲ့အတိုင်းလေးပဲမိကွန်းရဲ့အပေါ်ပိုင်းလေးမှာ M5 ချောကိုင်ဘယ်လောက်လဲဆိုတော့စင်ကျူပုံနည်းနည်း30ဆိုပြီးတော့ပေးထားပါတယ်အဲ့ဒီမှာဆိုရင်လည်းသူကဘယ်လိုမျိုးဖြည့်ဆို့ရမလဲဆိုရယ်1 2 3 4 5ဆိုရယ်စီကံချက်ကလေးတွေကိုရေးထားပေးပါတယ်ပေါ့နော်အဲ့ဒါဆိုရင်အခုစပြီးတော့ listening ကိုခြေကနေပြီးတော့ဖွင့်ပြပေးမယ်အဲ့ဒီဖွင့်ပြထားတဲ့ listening ကိုကြည့်ပြီးတော့ကိုယ်ကဖြည့်ဆို့ရမယ်ပေါ့နော်အဲ့တော့အရင်ဦးဆုံး listening အရင်ဆုံးဘာစပြီးလာမလဲဆိုတာလေးကိုအရင်ဆုံးနားထောင်ကြည့်ပါမယ်日本語能力試験聴解 N5 これから N5 の聴解試験を始めますဒါလေးတွေကအရင်ဆုံး intro သူကပြောတာเนาะအဲ့လိုပြောနေတဲ့အချိန်မှာကိုလေးကနားထောင်ကြရမလို့ပါဘူးဒါလေးတွေကသူကအကူ M5 ရဲ့ချောကိုင်အပိုင်းကိုလည်းစပြီးတော့ဖြည့်ပါမယ်ဆိုရင်အကြောင်းကို intro အနေနဲ့သူကပြောတာဖြစ်တယ်အဲ့လိုမျိုးပြောနေတဲ့အချိန်မှာကိုလေးကဘာလုပ်ထားရမလဲဆိုတော့အခုကိုလေးကိုပေးထားတဲ့မေကွန်းစာရဲမှာပါတဲ့ပုံလေးတွေရှိပါမယ်အဲ့ဒီပုံလေးတွေကိုကိုလေးကတွားကြည့်ပါကိုယ့်ရဲ့မျက်လုံးထဲမှာဆိုရင်ဥပမာစပွဲခုံကိုမြင်နေဆိုရင်စပွဲခုံကိုစုခုအေးဆိုပြီးတော့မြင်တဲ့လိုမျိုးဂျပန်လူနဲ့တခါလေးတွင်းမြအောင်လို့မျက်လုံးလေးနဲ့အရင်ဆုံးပုံလေးတွေကိုလှန်ကြည့်ထားလို့ရပါတယ်ဒါတွေကိုနားထောင်စရာမလိုပါဘူးเนาะအခုဆက်ပြီးတော့ကြည့်ပါဦးနားထောင်ပါမယ်ပေါ့เนาะ問題用紙にメモを取ってもいいですတွေ့လားဒီမှာဆိုရင်ဒါရဲ့လည်းနားထောင်ဖို့အတွက်မလိုဘူးเนาะအခုချေကသူ့ရဲ့ပြောပြတဲ့ဟာလေးတွေကိုintro အနေနဲ့မြန်မာလိုပြန်ပြမယ်အဲ့တော့ဒါကြတော့မဲမို့မှာတဲ့မှတ်လေးပဲရပါတယ်ဆိုပြီးတော့ပြောထားတာပါ問題用紙を開けてくださいမွန်တိုင်ယောရှိကိုအခက်သေးခရာဆိုင်မွန်တိုင်ယောရှိဆိုတာကအဖြေလွှာစာရွက်မေကွန်လာစာရွက်ကိုပြောတာပါအဲ့တော့မေကွန်လာစာရွက်ကိုဖွင့်လိုက်ပါတဲ့問題用紙のページがないときは問題用紙のページがないときは問題用紙မေကွန်လာစာရွက်ရဲ့တဲ့ page ဆိုရယ်စာမျက်နှာမရှိဘူးဆိုရင်တဲ့手を挙げてくださいတဲအိုအာခေတေခရာဆိုင်လက်ကိုတဲ့မြှောက်ပေးပါတဲ့問題がよく見えないときも問題をよく見えない時もတဲ့အဲ့တော့မေကွန်တွေကိုတင်းချမမြင်ရဘူးဆိုရင်လေတဲ့手を挙げてくださいတဲကိုအောင်ရတဲ့ခရာဆိုင်တဲ့လက်ကိုမြှောက်ပေးပါတဲ့ဟုတ်ပြီနော်ဒါကတော့ကိုကတီးပြီးသားကိုရဲ့မေကွန်လာစာရဲ့မှာဥပမာပုံနေပါတွေပြက်နေတာလို့စာရီပါတွေမမြင်ရလားဆိုတာကိုသူအဲ့လိုပြောနေတဲ့အချိန်မှာကိုကသွားပြီးတော့စစ်ထားပါတကယ်လို့ဘာမှအပြည့်အစံအနာစာဘာမှမရှိဘူးဆိုရင်နော်ကိုရဲ့မေကွန်လာစာရဲ့ကိုဒီတိုင်းလေးထားပြီးတော့ဖြေလို့ရပါပြီသူအတန်ဖိုင်ဖွင့်တာနေပေါ့နော်အခုကသူက intro အနေနဲ့မေကွန်လာစာရဲ့ကိုတေချာစစ်ဖို့အတွက်ရဲ့ဘယ်လိုမျိုးမေကွန်လာမှာအစာရီပါတွေပြက်နေရဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့စိတ်ကန့်ကြံလေးတွေကိုတစ်ချက်ပြီးတစ်ချက်သူကပြောပြနေတာနော်いつでもいいですいつでもいいですအချိန်မရွေးရပါတယ်တဲ့တွေ့လားတန်ဆိုရဲအဲ့လိုတီးလုံးလေးကိုတစ်ချက်လောက်မှတ်ထားပြီးမယ်အဲ့လိုတီးလုံးလေးဆိုရင်問題1တွေ့ပြီစလာပြီအဲ့တော့မွန်တိုင်1ဆိုပြီးတော့စပြီးတော့ပါလာပါပြီအဲ့တော့မွန်တိုင်1အပိုင်းမှာဆိုရင်ကိုလေးကိုအောက်မှာပုံလေး၄ပုံအယုံဆုံးပေးထားတာတွေ့လိမ့်မယ်အဲ့ဒီပုံလေးရဲ့ထိပ်ပိုင်းမှာဆိုရင်တွေ့လားမသိဘူး red e ဆိုပြီး red ဆိုပြီးရေးထားတာရှိတယ်အဲ့ red ဆိုတာဥပမာကိုပြောတာပါဒါကဥပမာပုံလေးတွေကိုပေးထားတယ်ဒီအပုတ်ကကိုတွေဖြည့်စရာမလိုပါဘူးသူကမွန်တိုင်1လို့ခေါ်တဲ့မေကွန်
နံပါတ်1ရဲ့ဖြည့်ဆို့ပုံဖြည့်ဆို့နည်းလေးကိုဥပမာပုံတစ်ပုံနဲ့သူကဖြည့်ဆို့ပေးပါတယ်အဲ့ဒီပုံအတိုင်းကိုကနောက်က ichi ပန်ကနေပြီးတော့သူပေးတဲ့6ပုတ်ဆိုတဲ့6ပုတ်အတိုင်းကိုကိုရီအဲ့အတိုင်းနဲ့ဖြည့်ဆို့ပေးသွားမှာပါအဲ့ဒီတော့သူကအယုံဆုံးမွန်တိုင် ichi ရဲ့ဖြည့်ဆို့ပုံဖြည့်ဆို့နည်းအပေါ်မှာဆိုရင်စာပိုက်ကြီးရေးထားပါတယ်အဲ့စာပိုက်ကလေးကိုအယုံဆုံးဖတ်ပြပါလိမ့်မယ်အဲ့ဆိုအကူနားထောင်ကြည့်မယ်နော်問題1では、はじめに質問を聞いてください。မွန်တိုင် ichi တဲ့ပါတဲ့လာမေကိုနံပါတ်1မှာကပထမဦးဆုံးနဲ့ရှီစမောခိတဲ့ခရာဆိုင်တဲ့မေကုန်းကိုနားထောင်ပေးပါအရင်ဆုံးဘာလုပ်မလဲမေကုန်းကိုနားထောင်မယ်အဲ့လိုနားထောင်နေအချိန်မှာကိုကတခြားပတ်ဝန်းကျင်ကိုမကြည့်ပါဘူးအဲ့ဒီပုံ၄ပုံလုံးကိုတေချာအာရုံစိုက်ပြီးတော့ကြည့်ပေးရပါမယ်それから話を聞いて問題用紙の1から4の中から一番いいものを一つ選んでください。ဟုတ်ပြီဒါကဘာကိုပြောတာလဲဆိုတော့ပေးထားတဲ့အပေါ်မှာစာပိုက်အတိုင်းကိုသူကဖတ်ပြနေတာနော်အဲစာပိုက်ကိုကိုကကြည့်ပြီးတော့လုပ်လို့ရတယ်ဆိုတဲ့ခါရဟာနာရှိယိုခီတဲ့အဲ့ဒီနောက်မှာစကားကိုနားထောင်ပြီးတော့မွန်တိုင်ယောရှင်နောအီချီခါရာယွန်းနောနာခါခါရာမေကွန်နံပါတ်1ကနေ4အထိရဲ့တဲ့ဟာကိုတဲ့4အထိထဲမှာတဲ့အီချီပန်အီမိုနိုအိုးတဲ့一番いいものをအဖြစ်မှန်ဆုံးကိုဟီတိုဆိုအေဒန်တဲ့ခရာဆိုင်တဲ့တခုရွေးချယ်ပေးပါဆိုပြီးသူကပြောထားတာပါအဲ့ဒီစကားပြောတွေကအပေါ်မှာသူစာလိုမျိုးနဲ့ရေးထားပေးပြီးသားအဲ့ဒီတော့ကိုရီကဒါကိုနော်လုံးဝနားထောင်ကြရမလို့ဘူးနော်အကိုချေကပျော်ပြနေတာမှုလို့ဒါတကြောင်ပြည့်စီပြန်ပြီးရှင်းပြနေတာတကယ်လက်တွေ့ကိုရီဖြည့်မယ်ဆိုရင်ဟာဂျီမဲမရှောဆိုရဲအချီပန်အပိုင်းကိုဖြည့်တော့မှဒါကိုရီဖြည့်မယ်နော်အဲ့ဒါအခုဆက်ပြီးတော့နားထောင်ကြည့်ပါအောင်ဒါပြီးတော့ရင်ပါလာမလဲလို့では練習しましょうတွေ့လားဒေဝရန်ရှူရှိမာရှောသူ့ရဲ့အဖျက်တောက်ကလေးကိုမှတ်ထားဒေဝရန်ရှူရှိမာရှောဆိုရန်ရှူဆိုတာဘာလဲလေ့ကျင့်ခန်းလေအဲ့တော့လေ့ကျင့်ရအောင်ဆိုရအထိပ္ပယ်ကအကူအောက်မှာပေးထားတဲ့ဥပမာပုံလေးကိုအစမ်းအနေနဲ့သူလေ့ကျင့်မယ်ပြီးရင်အဖြေမှလည်းသူတစ်ခါတည်းပြောလိုက်မယ်အဲ့ဒီအပိုင်းကိုကိုရီးယားအရေးတယူနားထောင်စရာမလိုတလုံးလိုက်ပြီးဖြည့်စရာလည်းမလိုပါဘူးကိုရဲ့အဖြေလွှာထဲမှာအဲ့ဒီဥပမာ ray လေးကဖြည့်ပြီးသားလေးပါကိုရီစဖြည့်ရမှာ ichi ban ဆိုတဲ့အတန်လေးကြားမှသာစပြီးတော့ဖြည့်ပေးပါအခုတော့တစ်ခါတည်းဥပမာလေးကိုလေ့ကျင့်ကြည့်မယ်နော်例クラスで先生が話していますသူဘာပြောလဲခရာစတဲ့ဆန်စေကဟာနာစတေအီမတ်သူကအရင်ဦးဆုံးအခုလိုအပိုင်မွန်းတိုင်အကြီးမှာပေးထားတာပုံလေး၄ပုံပေးထားမယ်ပြီးကြရင်သူကစကားပြောအစမှာဘလို့အရင်ဆုံးလာမလဲဆိုတော့ဥပမာယောက်ျားနဲ့အမျိုးသမီးကတော့စကားပြောနေပါတယ်လို့ဘဒူတွေဆီယာမနဲ့ចောင်းသားတွေကတော့စကားပြောနေပါတယ်ဆိုတော့အဲ့လိုစကားပြောတွေအရင်ဆုံးလာမယ်လာပြီးတော့ရင်မေးခွန်းသူကမေးလိုက်မယ်အဲ့ဒီ listening မေးခွန်းကိုအသိချာလေးလိုက်ပြီးတော့မှတ်ပြီးနားထောင်မယ်နော်တကယ်လို့ကိုကပုံလေးကိုကြည့်နေပါပုံလေးကိုထောက်လျှောက်အယုံစိုက်ပြီးတော့သူ့မေခွန်းပြောတဲ့အချိန်မှာတေချာလေးနားလေအောင်နားထောင်ပေးပါတကယ်လို့အဲ့ဒီအပိုင်းလွတ်သွားရင်ကိုရီကသူပြောတဲ့နောက်ပိုင်းစကားပြောမှာဘဒုကိုဘာကိုမေးတာမှမသိဘူးဆိုရင်ဖြေဖို့ကခက်ခဲပါတယ်အဲ့အတွက်တေချာလေးမေခွန်းလေးနားထောင်ပါနော်学生は今日うちでどこを勉強しますかကဆေဝါခေယောဆိုတာဘာလဲဒီနေ့ကိုပြောတာကျောင်းသားကဒီနေ့ဥချီဆိုတာဘာလဲဥချီတဲ့အိမ်မှာတဲ့ဒုက္ခအိုဘန်ကျော်စမတ်ကဘာကိုလိလာရမှာလဲလို့မေးထားတယ်ဟုတ်တယ်အဲ့တော့အခုအဲ့လိုမေးခွန်းလေးကိုကကြားပြီးဆိုတဲ့ကဘာကိုကြည့်မလဲ1နဲ့3လေးကပုံတွေကိုတိကျအယုံစိုက်ပြီးကြည့်ပါသူတို့ရဲ့ပုံလေး၄ပုံမှာမတူတဲ့အချက်ကလေးတွေလိုက်မှတ်ထားပါတက်မှာဆိုရင်ပုံမှာကအကုန်လုံးဝိုင်းထားတယ်နော်နှစ်မှာဆိုရင်ညာဘက်ချမ်းက1 2ကိုပဲဝိုင်းထားတယ်
3မှာဆိုရင်တွေ့လားရှစ်ခုတိုင်းအောက်အဖျားလေးမှာရေးထားတယ်အင်စားတဲ့တက်ကိုပဲဝိုင်းထားတယ်နံပါတ်4ပုံမှာဆိုရင်ညာဘက်အချမ်းကနံပါတ်2ခလေးကိုဝိုင်းထားပေးတယ်အဲ့လိုထိုးကြချက်ကလေးအရင်ဆုံးမှတ်နော်ပုံ4ပုံရဲ့မတူတာဘာတွေမတူတာလဲဆိုတော့အရာကိုအရင်ဆုံးအကြမ်းမြင်ကြည့်ပါအဲ့လိုကြည့်ပြီးသွားရင်အခုစပြီးသူကစပြောနေမှာနော်ကိုကအဲ့လိုမျိုး message ရှင်လေးနဲ့လိုက်ကြည့်ထားပါでは今日は20ページまで終わりましたから21ページは宿題ですね全部ですか？いえ21ページの1番です2番はクラスでしますသူအခုကစကားပြောပြီးသွားပြီဟုတ်တယ်နော်အခုစကားပြောတွေအကုန်နားထောင်ပြီးသွားပြီအဲ့တော့နားထောင်ပြီးတဲ့အချိန်မှာအခုကကိုရီတန်းပြီးတော့ဖြေရမှာပေါ့နော်ဒါပေမဲ့အခုကခြေကလိကျင့်ပြီးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ထပ်သူ့ရဲ့မြန်မာလိုပြန်လေးကိုပြန်ပြီးပြောပြမယ်ဟုတ်ပြီနော်အဲ့တော့အရှိလေးကိုထပ်ပြီးတော့ရေးလိုက်မယ်では今日は20ページまで終わりましたから今日は20ページまで終わりましたからတဲ့ဒီနေ့ကတဲ့စာမျက်နှာ20အထိကိုပြီးခဲ့တာကြောင့်မို့လို့終わりましたからဆိုတာပြီးခဲ့တာကြောင့်မို့လို့တဲ့စာနာထောင်မယ်နော်21ページは宿題ですね21ページは宿題ですအဲ့ဒီမှာတွေ့လား21ဆိုရင်ဒီမှာကြည့်ကြည့်ပါ1နဲ့3လေးမှာဆိုရင်နံပါတ်1ပုံမှာကစာမျက်နှာ20ရော21နှစ်ခုလုံးကိုဝိုင်းထားတာဖြစ်တဲ့အတွက်နံပါတ်1ကိုကိုယ်ပေးလိုက်လို့ရပြီအခုသူပြောလိုက်တဲ့စကားပြောထဲမှာဆိုရင်21ページは宿題です21ဆိုတာနံပါတ်ဘယ်လောက်လဲ21လေအဲ့တော့စာမျက်နှာ21ကအင်ဂျာပါဆိုတော့နံပါတ်2ပုံလေးကဖြစ်နိုင်ကြမများသွားဘူးလားများသွားတယ်နော်အဲ့တော့ဆက်ပြီးတော့နားထောင်မယ်全部ですか？全部ですかကောင်းရပါမေးလိုက်လေ全部ですかအားလုံးလားတဲ့いえ21ページの1番ですအဲ့မှာလာပြီးတွေ့တာいえမဟုတ်ပါဘူးတဲ့21ページのစာမျက်နှာ21ရဲ့1番ですနံပါတ်1ကလေးပါတဲ့နံပါတ်1ပဲသူအင်စာပေးတာတဲ့2番はクラスでします2番はクラスでしますတဲ့2番နှစ်ကတော့ဘာလို့မလဲクラスでしますクラスဆိုတာဘာလဲ meaning ကအတန်းမှာလုပ်ပါမယ်ဒါဆိုရင်အခု listening ဟာကိုတကြောင်ချင်းစီဘာသာပြန်ပြီးတဲ့အချိန်မှာကိုရီယူရမှာကဘာကိုယူရမှာလဲ1နဲ့3လေးမှာဆိုရင်သူကစာမျက်နှာ21မှာရှိတဲ့1番နံပါတ်1ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပုံနံပါတ်3ကအဖြေမှန်ဖြစ်သွားမယ်ဒါကအခုနားထောင်ပြီးတဲ့အချိန်မှာကိုရီအဖြေကိုရွေးချယ်လိုက်တယ်အဲ့လိုရွေးချယ်ပြီးတာနဲ့ချက်ချင်းအဖြေလွှာစာရွက်ကနံပါတ်3နေရာမှာခဲကိုသွားပြီးတော့ချစ်ပြီးဖြည့်ပေးလိုက်ရုံပဲပေါ့နော်အဲ့တော့အခုကတော့ ray ဥပမာပုံစံလေးကိုပြောပြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကတော့စာရွက်ထဲမှာဖြည့်ပြီးသားလေးပဲကိုရီစပြီးတော့လောအောင်မှာကတက်ကနေစပြီးတော့စဖြည့်ပေးရမယ်နော်အခုကြည့်အောင်ကိုရီယူထားတဲ့အဖြေမှန်လားဆိုတာလေうちでどこを勉強しますかအဲ့တော့သူမေးထားတာလေတူတူပဲเนาะအိမ်မှာဘာကိုလောက်ရမယ်အင်စာကိုမေးတာဖြစ်တယ်အဲ့အတွက်ကိုရီးယားရွေးထားတာဆမ်ပန်ဖြစ်တဲ့အတွက်သူကအခုဥပမာလေးမှာတခါတည်းအဖြေကိုဖြည့်ပေးထားပါတယ်一番いいものは3番です回答用ဒီမှာဆိုရင်သူကအဖြေမှန်က3番ဓာတ်ဆိုပြီးတော့ဖြည့်ပြီးလိုက်ပြီးအဲ့တော့တော့ကြည့်ရင်တကယ်ပဲကိုဖြည့်ထားတာ ਨੇ မှန်နေလိမ့်မယ်အဲ့တော့အခုဆက်ပြီးတော့ဖြည့်ခိုင်းနေပေါ့問題1の例のところを見てください一番いいものは3番ですから答えはこのように書きますအဲ့ဆိုရင်အဲ့ဒီနေရာမှာကိုအဖြေလွှာစာရိုက်ကအတိုင်းရေးမယ်では始めますဒေဝဟာဂျီမေမဆိုသူကပြောထားတယ်တွေ့လားဒါဆိုရင်ဒေဝဟာဂျီမေမဆိုတာ ਨੇ ကိုဒီစပြီးတော့ဖြည့်ရပါတော့မယ်အဲ့ဒီအတွက်ဖြည့်ရမယ်အချစ်ပန်ကပုံလေး၄ပုံကိုတေချာလေးလိုက်ပြီးတော့ကြည့်ဖို့လိုအပ်သွားပြီเนาะအဲ့ဆိုရင်အခုတွေ့ပါလိမ့်မယ်အဲ့အချစ်ပန်နံပါတ်1မှာဆိုရင်1 2 3 4ဆိုပြီးတော့အခုသူပြထားတဲ့ပုံလေးထဲမှာရှိတယ်နှစ်ဖက်လုံးမှာလည်းဘယ်ဘက်ချမ်းမှာဆိုရင် gin ko ဆိုတဲ့ဘန်ကြီးရှိမယ်ညာဘက်ချမ်းမှာဆိုလည်း gin ko လို့ခေါ်တဲ့ဘန်ဆိုပြီးတော့ရေးထားပေးတယ်ဟုတ်တယ်နော်အဲ့တော့အခုစပြီးတော့ listening ကိုအရင်ဆုံးဖွင့်ပြမယ်ပြီးရင်နောက်တစ်ကြောပြန်ပြီးတော့နားထောင်မယ်နော်1番男の人と女
女の人が話しています。 ဒီမှာဆိုရင်男の人と女の人が話していますဒါဆိုရင်အမျိုးသားနဲ့အမျိုးသမီးတွေကစကားပြောနေပါတယ်တဲ့ဒါကအရင်ဆုံးပြောတဲ့လူနှစ်ယောက်ကိုပြောထားပြီးတယ်ပေါ့စနာထောက်မယ် 男の人はどこへ行きますか？男の人はどこへ行きますかဒီနေရာမှာဆိုရင်ယောက်ျားလေးဖေကဖေကိုသွားမှလဲဆိုတာမေးထားတာနော်အဲ့ဒါလေးကိုအဓိကဂရုစိုက်ပြီးနားထောင်ပါတချို့တော့ listening မှာဆိုတော့ယောက်ျားကိုမေးတာလားမိန်းမကိုမေးတာလားဆိုတာလေးကိုတိချာလေးနားထောင်ဖို့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့စကားပြောတဲ့အခါကျရင်ယောက်ျားအတန်မိန်းမအတန်ကိုကတိချာလေးနားထောင်ပြီးတော့မှယောက်ျားကိုအကြောင်းမေးတယ်ဆိုရင်ယောက်ျားရဲ့နေရာသူပြောတဲ့ဘက်ကိုမူတည်ပြီးတော့ကိုကအဖြေဖြေရမှာလေအဲ့ဒီတော့ဘာကိုမေးတာလဲဆိုတာသေချာလေးကြည့်ပါအခုမေးတာကယောက်ျားလေးကဒုက္ခအေအီကီမတ်ကဖေကိုသွားမှလေလို့မေးထားတာနော်စံနာထောင်မယ်すみません。喫茶店緑はどこですか？ခိစာတန်မီဒိုရီဝါဒုက္ခですかတဲ့ခိစာတန်မီဒိုရီအဲ့လက်ဖေးဆိုင်ဆိုရယ်မီဒိုရီကဘယ်မှာလေလို့သူကမေးတယ်喫茶店緑ですね。ခိစာတန်မီဒိုရီですねတဲ့ဟာဒါခိစာတန်မီဒိုရီနော်ဆိုပြီးကောင်းမလေးကပြန်ပြောတယ်あそこに交差点がありますね。はい。あそこに交差点がありますねあそこにဆိုပြီးတော့ပါတယ်တွေ့လားမသိဘူးเนาะအဲ့တော့あそこにဆိုဟိုမှာတဲ့交差点အဲ့ဒီမှာကိုကတိထားရမှာက交差点ဆိုရအတုံးနှုံကိုတိထားရမယ်交差点ဆိုတာလမ်းဆောင်လမ်းကွာပြောတာလမ်းလေးကွာလို့နေရာမျိုးကို交差点လို့ခေါ်တယ်အခုဆိုရင်သူတို့ရဲ့နှစ်ယောက်ရက်နေရဲ့တက်မှာဆိုရင်လမ်းဆောင်လမ်းကွာတက်လမ်းရှိတယ်ဟုတ်တယ်เนาะအဲ့ဒါကိုတွေ့ရနော်တဲ့အဲ့ဒါရှိရနော်ဆိုပြီးတော့ကောင်မလေးကပြောလိုက်တယ်စံနာထောင်မယ်あの交差点を左に曲がってください。အာနိုးတဲ့ခိုးစားတန်နော်တဲ့အဲ့ဒီတဲ့ခိုးစားတန်လမ်းဆောင်လမ်းကွာရဲ့ဟိဒါဒီဆိုတာဘာလဲဘေလားညာလားဟိဒါဒီဆိုတာဘေပါအဲ့တော့ဘေဘတ်ချမ်းကိုမာဂတေခဒါဆိုင်တဲ့道のဘေပါတဲ့သူပြောထားတယ်စန္နာထောင်မီချီနော်လမ်းရဲ့左側に銀行があります。မီချီနော်တဲ့လမ်းရဲ့ဟိဒါဒီတဲ့ဘေဘတ်ချမ်းမှာဆိုရင်တဲ့ဂင်းခိုကအာဒီမတ်တဲ့အဲ့တော့ဘန်ကရှိပါတယ်တဲ့喫茶店緑は銀ခိစာတန်မီဒိုရီဝအဲ့တော့ခိစာတန်မီဒိုရီကတဲ့行の隣ですよ。ဂင်းခိုနော်တိုနာရီဒက်စီယောဂင်းခိုနော်တိုနာရီဒက်စီယောအဲ့တော့ဂင်းခိုဆိုရယ်ဘန်ရဲ့တိုနာရီဘေးနာကက်လေးရဲ့ပါလို့ဖြေထားတယ်ဒါဆိုရင်ကိုရီကစဉ်းစားဖို့လိုပြီနော်အဲ့တော့ချက်ပြီးတော့ကြည့်မယ်わかりました。ဝါကာရီမစတာဆိုတော့ကောင်မရပြောလိုက်တယ်ありがとうございます。အာရီဂါတိုဂဇိုင်မတ်ကျေးဇူးတင်ပါတယ်တဲ့ဒါဆိုရင် तू ကနောက်တစ်ခေါက်တော့မေးခွန်းပြန်မေးပေးလိုက်မယ်နော်ကိုက तू ပြောတဲ့ listening ကတစ်ခေါက်ပဲဖွင့်ပြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုတစ်ခါလေးအဖြေမောင်တွေးမှရမယ်အဲ့တော့ဆွမ်းနာလုံးက तू ပြောတာဘာပြောလဲအရင်ဆုံးပါလေအဆိုခိုနီခိုးစားတန်ကာဒီမတ်နဲ့ပြောရင်နော်အဲ့တော့ခိုးစားတန်ဆိုတာလမ်းဆောင်လမ်းကွာရေဟိဒါရီဘယ်ဘက်ကိုမာဂဒေခရာဆိုင်ကိုပြီးပါလို့ပြောတယ်ပြီးတဲ့အချိန်မှာသူဘာကိုတွေးမလဲဘေဘက်ချမ်းမှာဆိုရင်ねခင်ခိုးဆိုရယ်ဘန်ကြီးရှိလိုက်မယ်ပြီးရင်ခင်ခိုးရဲ့တုံနာတွေဘေးနာကလေးရမှာတင်ဘာရှိမယ်လို့ပြောလေသူပြောတယ်ခိစတန်မီဒိုရီဆိုရယ်နေရာလေးရှိပါမယ်ဆိုတော့1နဲ့3လေးမှာဆိုရင်ကိုရီဖြစ်နိုင်ခြေကဘယ်ဘက်ကိုတာဖြစ်တဲ့အတွက်1နဲ့3လေးကဖြစ်နိုင်ခြေရှိတယ်ဒါပေမဲ့သူကဂင်းခိုးရဲ့တုံနာတွေဘေးနာကလေးရလို့ပြောတာဖြစ်တဲ့အတွက်အဖြေမှန်ကဘာဖြစ်မလဲစမ်းပန်နံပါတ်3လေးပဲဖြစ်ပါလိမ့်မယ်ဟုတ်တယ်နော်ဒါဆိုရင်အဖြေတစ်ခါလေးတွေ့သွားပါပြီအဲ့တော့သူနောက်တစ်ခေါက်မိကုံးမိတာကိုသိသိအောင်ပြန်နှားထောင်မယ်男の人はどこへ行きますか？男の人はどこへ行きますかအမျိုးသားကဘယ်ကိုသွားမှာလဲဆိုတော့ဘယ်ကိုသွားမှာလဲခိစာတန်မီဒိုရီဆိုရယ်ဆမ်ပန်ဆိုရယ်နေရာကိုသူ့သွားမှာဖြစ်တယ်ဒါဆိုရင်အဲ့လိုမေးပြီးတာနဲ့ကိုကအဖြေကိုတစ်ခါတည်း3ကွက်နေရာမှာခဲသွားချလိုက်ရုံပဲနော်ဒ
ဒါဆိုရင်နိဗ္ဗာန်နံပါတ်2လာပြီအဲ့တော့နံပါတ်2ကိုကိုတူမပြောခင်မှာကိုကပုံလေးကိုအကြမ်းမြင်အဖြစ်ချစ်တတ်အောင်ဘာဒီကွဲလွဲလေးဆိုတာလေးကိုကြည့်မယ်အဲ့တော့1နဲ့3လေးမှာသူမြားထိုးထားမှာဆိုရင်1နဲ့2နဲ့ကနာရီရှိတယ်3နဲ့4နဲ့ကကားရှိတယ်တပြီးတော့သူတို့ရဲ့ရေးထားတဲ့အပေါ်လေးဒီမှာတွေ့လားတက်မှာဆိုရင်9လပိုင်းနဲ့ချစ်ချီကားဆလို့ရေးတယ်2မှာဆိုရင်ဟာချီကားဆ8လပိုင်း3မှာဆိုရင်ချစ်ချီကားဆဆိုပြီးတော့ရေးထားတယ်4မှာဆိုရင်လည်းဟာချီကားဆဆိုပြီးတော့ရေးထားတယ်ဟုတ်တယ်နော်အဲ့တော့လာတွေမတူဘူးကားနဲ့နာရီဆိုပြီးတော့ကွက်ပြားခြားနာချက်ရှိတယ်ဒါဆိုရင်အခု listening နားထောင်မယ်2番2番နံပါတ်2会社で女の人と男の人が話しています会社でコンパニーまで男の人と女の人が話していますဒါဆိုရင်အမျိုးသားနဲ့အမျိုးသမီးစကားပြောနေပါတယ်男の人はどの雑誌を女の人に渡しますかどの雑誌をဘယ်မဂဇင်းကို男の人はအမျိုးသားကြီးကどの雑誌をどの雑誌じゃばれဘလို့မဂဇင်းမျိုးကိုတဲ့女の人に渡しますかအမျိုးသမီးကို渡しますかလက်ဆင့်ကမ်းတာလေတဲ့木村さんすみません木村さんの後ろにある雑誌を取ってください時計の雑誌ですか車の雑誌ですかသူမေးပြီနော်တိုကေနိုဇာရှိဒက်စကာခရူမာနိုဇာရှိဒက်စကာဆိုပြီးနှစ်မျိုးထိကမေးတယ်ဒါဆိုရင်ဘာဖြစ်မလဲ時計の雑誌ですတိုကေနိုဇာရှိဒက်စ်လို့သူဖြေလိုက်တယ်တွေ့လားဒါဆိုရင်တိုကေနိုဇာရှိဒက်ဆိုတော့ကိုက1နှစ်ကိုပဲစဉ်းစားစရာလိုတော့တယ်3လေးကိုစဉ်းစားစရာမလိုတော့ဘူးပြန်နားထောင်မယ်နော်一番新しい8月のですか一番新しい8月のですかတဲ့အဲ့တော့一番နဲ့နံပါတ်1ကတဲ့8月ဆိုတဲ့8လပိုင်းဟာလားတဲ့သူမေးလိုက်တယ်いいえいいえမဟုတ်7月のお願いします7月のお願いします7月ဆိုတော့ဘယ်နှလပိုင်းလဲ9လပိုင်းနဲ့ဆိုတော့お願いしますတောင်းဆိုပါရဲ့ဆိုတော့သူ့ဘာရေးလိုက်တာလဲ9လပိုင်းကနာယီမဂဇင်းကိုသူရေးလိုက်တာဖြစ်တယ်အဲ့ဒီတော့အမှဒီအဖြစ်တစ်ခါတည်းထပ်သွားပြီအိုတိုကိုနိုဟီတိုအမျိုးသားကြီးကအမျိုးသမီးကိုလက်ဆင့်ကမ်းရမှာက9လပိုင်းကနာယီမဂဇင်းကိုလက်ဆင့်ကမ်းရမှာဖြစ်သွားပြီဒါဆိုရင်အဖြစ်တစ်ခါတည်းထပ်သွားတာဖြစ်တဲ့အတွက်နံပါတ်1ကိုကိုရီရွေးပေးလိုက်ရုံပဲအဲ့တော့တစ်ခုလောက်အောင်မှာက listening နားထောင်ရင်းနဲ့ကိုကပုံလေးကိုအာရုံစိုက်ပြီးသိချလိုက်ပြီးနားထောင်ပါအဲ့တော့မှသာအပြေမှန်ရှာသွေးမှာပါနော်はいはいဆိုတော့သူပေးလိုက်ပြီဒါဆိုရင်သူပေးရမှာကရှိချီကစနိုတိုခေးဇာရှိ男の人はပေါ့နော်どの雑誌を女の人に渡しますかဒါကတော့မေကုံကိုနောက်တစ်ခေါက်သူပြန်ဖတ်ပြတာဖြစ်တယ်ဒါဆိုရင်ကိုရီနံပါတ်2ပန်အတွက်အဖြေရှာတွေ့သွားပြီနော်ဆိုရင်အခုတစ်ခေါက်မှဆက်ပြီးတော့သူကစမ်းပန်အပိုင်းလေးကိုဆက်ပြီးနားထောင်ပါမယ်နော်ဒါဆိုရင်အရင်ဆုံးသူပြောတဲ့ဟာလေးနားထောင်ကြည့်မယ်3番学校で先生が話しています学校で先生が話していますကျောင်းမှာတဲ့ဆရာစကားပြောနေပါတယ်တဲ့学生は次何日に学校に来ますか何日に学校へ来ますか学校に来ますかသူပြောထားတာเนาะအဲ့တော့ဂပ်ဆေးဝါကျောင်းသားတွေကတဲ့စနီနောက်ပြီးတော့တဲ့နန်းနီချီနီဘယ်ရက်မှာဆိုရင်学校に行きますかအဲ့တော့ဘယ်ရက်ဒီမှာကျောင်းကိုလာမှာလေလို့သူကပြောထားတယ်မိကုံမှာမိထားတယ်ပေါ့နော်အဲ့ဒီမိကုံကိုကိုကကြားပြီဆိုတဲ့ကပုံလေးကိုအာယုံဆိုင်မယ်ပုံမှာဆိုရင်သူဝိုင်းထားတာလေးမြင်နေနော်တက်မှာဆိုရင်4ကို3မှာဆိုရင်6ကိုပြီးအပေါ်မှာဆိုရင်2မှာဆိုရင်9ကိုဝိုင်းထားတယ်4မှာဆိုရင်10ကိုဝိုင်းထားတယ်အဲ့တော့ဘယ်ရက်ဖြစ်မလဲဆိုတာလေးကိုကအာယုံဆိုင်မယ်皆さん明日から休みですね皆さん明日から休みですねတဲ့အဲ့တော့မနေ့ပြန်ကစပြီးတော့ပိတ်ရက်နော်တဲ့休みは4日から9日まで6日間です
အဲ့တော့ဒီမှာဆိုရင် तू က yoka ဆိုရယ်၄ရက်ကနေပြီးတော့တဲ့ဘယ်ရက်နေ့ထိလဲkokono ka ဆိုရယ်9ရက်နေ့အထိအဲ့အလေးတွေတော့ကွာသိဖို့လိုအပ်တယ်နော် तू က yoka ဆိုရင်ကွာဘာရက်လို့4လ5လ6လဆိုရယ်ရက်တွေကိုမသိဘူးဆိုရင်လည်းမဖြစ်သေးဘူး4ရက်ကို yoka 9ရက်ကိုကြတော့ kokono ka အဲ့ဒီရက်အထိကိုတဲ့ပိတ်ရက်ဖြစ်တယ်တဲ့10日はテストをしますတိုခါဝါတဲ့တက်စွတိုရှိမတ်တဲ့တော်လားတိုခဆိုတာဘယ်နည်းရက်လဲ10ရက်အဲ့တော့တိုခါဝါ10ရက်နေ့ကတဲ့တက်စွတိုですအဲ့တော့တက်စွတိုဆိုတာစာမွေးပွဲပါတဲ့すまないでくださいရဆူမနိုင်တဲ့ခရာဆိုင်မနာပါနဲ့တဲ့では6日間ゆっくり休んでまた学校に来てくださいမွေးကားတဲ့မွေးကားမှာသူက6ရက်နေကိုပြောတာပေါ့မွေးကားဆိုရင်6ရက်နေမှာဆိုရင်တဲ့တိတ်ချကိုသူကအနားယူပြီးတော့တဲ့တောင်းကိုလာပေးပါတဲ့ဒါဆိုရင်ကိုရီကဖြေရမှာကဘယ်နည်းရက်နေဖြစ်မလဲเนาะသူမေးတာဗာမေးတာလဲ学生は次何日に学校に来ますかကခိုနီခီမတ်ကဘယ်နည်းရက်နေမှာကျောင်းကိုလာရမှာလဲအဲ့ဆိုဘယ်နည်းရက်နေကျောင်းကိုလာမှာလဲဒါဆိုရင်ကိုရီကအဖြစ်မှန်ကဘာဖြစ်မယ်ထင်လဲ10ရက်နေပေါ့10ရက်နေမှာတဲစုတိုဆိုရယ်စာမပွဲရှိရလို့သူပြောရလေအဲ့အတွက်10ရက်နေမဖြစ်မနေကျောင်းကိုလာမှာဖြစ်တဲ့အတွက်နံပါတ်4ကအဖြစ်မှန်ဖြစ်လိမ့်မယ်ဒါဆိုရင်နံပါတ်4အကွက်မှာခဲသွားချက်လိုက်ရုံပဲဒီလိုမျိုးဖြေရတာနော်အဲ့ဆိုရင်နောက်တစ်ပုတ်ဆက်ကြည့်ပါမယ်ယွန်းဘန်နံပါတ်4ကိုဆက်ပြီးဖြေကြမယ်နော်အဲ့ဆိုရင်ဒီမှာလေးကြည့်ရအောင်ယွန်းဘတ်မှာဆိုရင်ပုံ1နဲ့3လေးမှာကွာခြားချက်ကဘာလေးဖြစ်မလဲတက်မှာဆိုရင်ကြက်ဥနှလုံးနဲ့နွားနို့ဘူးတပူရေနှစ်မှာဆိုရင်ငါးလေးပါမယ်ကြက်ဥလေးပါတယ်ပြီးတော့နို့ဘူးတပူပါမယ်3မှာဆိုရင်ကြက်ဥကြီးပဲ4မှာဆိုရင်ငါးနဲ့ကြက်ဥနဲ့သူပေးထားတယ်ဟုတ်တယ်နော်အဲ့တော့ပုံလေးတွေရဲ့ကွာခြားချက်ကိုအကြမ်းမြင့်ကြည့်ပြီးသွားပြီဆိုရင်အတန်ဖိုင်းလေးနားထောင်မယ်4番နံပါတ်4うちで女の学生と男の学生が話していますဒါဆိုရင်ဥချီတဲ့အိမ်မှာဆိုရင်တဲ့အမျိုးသမီးအမျိုးသားကျောင်းသားနေတဲ့အမျိုးသမီးကျောင်းသားနေကတဲ့စကားပြောနေတယ်တဲ့男の学生は冷蔵庫から何を出しますかအိုတိုခွန်နိုဟီတိုဝါယောက်ျားလေးကရဲဇိုကိုဆိုတာကရေခဲတက်တာပြောတာရဲဇိုကိုခါတာနာနီအိုတာရှိမတ်ကအဲ့တော့ရဲဇိုကိုဆိုတာရေခဲတက်တာထဲကနေနာနီအိုတာရှိမတ်ကဘာကိုထုတ်မှလဲလို့သူမေးထားလိုက်တယ်အဲ့တော့မေးခွန်းကိုသူကိုဟာ12時ですねお昼ご飯を食べましょうお昼ご飯を食べましょうတဲ့ကြားလားနေ့လေစာစားကြရအောင်တဲ့私が作りますよ何かしましょうか何かしましょうかတဲ့ယောက်ျားလေးမိလိုက်တယ်ဘာလို့လုပ်ကြမလဲတဲ့ありがとうじゃあ冷蔵庫から卵を2個と牛乳を出してくださいဒါဆိုရင် तू ဘာခိုင်းလိုက်ပြီလဲသူကနံပါတ်1ကပုံလေးအတိုင်းကို तू ခိုင်းလိုက်တာလဲစိုးကိုတို့ခါတာတဲ့ဘာလဲရေကတတာထဲကနေပြီးတာမာကိုအိုနီကိုတဲ့အဲ့တော့ကျုံနှလုံးနဲ့ဂယူနီအိုဒတ်တေခရာဆိုင်နွားနို့ဘူးကိုတဲ့နွားနို့ကိုထုတ်ပေးပါတဲ့はいそれから魚も出してくださいစာကနာမိုဒိုက်စတေခရာဆိုင်တဲ့ငါးလေးပဲထုတ်ပေးပါလို့ပြောတယ်ဒါဆိုရင်နံပါတ်1ပုံဖြစ်နိုင်ပါဦးမလားမဖြစ်နိုင်တော့ဘူးကိုကြီးချက်ချင်းနံပါတ်2အကွက်ကိုတွားမယ်ပေါ့နော်すみませんすみませんတဲ့တောင်းပန်ပါတယ်တဲ့卵は3個お願いします卵は3個お願いしますတဲ့卵ဆိုတာကြက်ဥလေကြက်ဥ3လုံးကိုတဲ့တောင်းဆိုပါတယ်ဆိုတော့သူဆောနာကကြက်ဥ2လုံးလို့ပြောတာကိုသူမှားတယ်စမီမဆန်းလို့ပြောပြီးကြက်ဥ3လုံးလို့ပြောတယ်ဒါဆိုရင်ကိုရီထုတ်ပေးရမှာကရေကတက်တာထေးကနေဂီယူနုဆိုရဲနွားနို့ရဲ့စကာနာဆိုရဲငါးရဲ့တာမာကိုဆိုရဲကြက်ဥ3လုံးရေကိုရဲစုကိုတို့ခါတာဒါရှိမတ်နော်ဧကတက်တာထေးကနေပြီးတော့ထုတ်မှဖြစ်ပါတယ်ဒီမှာဒီအဖြစ်တွေ့သွားပြီはいですわကောင်းနေကဟုတ်ကဲ့ပါတဲ့男の学生は冷蔵庫から何を出しますか
ဒါကမေကုံးလေးနောက်တစ်ခေါက်ပြန်မေးပြီးတာနော်အဲ့တော့အိုတိုခွနောဟီတိုဝါရေဆိုခိုရိုခါတာရေကတတာထဲကနေပြီးတော့နာနီအိုတာရှိမတ်ကဘာကိုထုတ်မှလဲဆိုတော့အဖြေမှန်ကနိဗ္ဗာန်လေးဖြစ်ပါတယ်ဒီလိုလေးဖြေပြီးရတာနော်ဒါဆိုရင်နောက်တစ်ပုဒ်ဆက်ကြည့်ပါမယ်ခေါ်ပန်နံပါတ်5နံပါတ်5လေးမှာဆိုရင်သူပေးထားတာလေးအကြမ်းမြင်ကြည့်ရအောင်အချိဘမှာဆိုရင်ဂဲဆရောပြီးကိုကမြင်လိုက်ပြီဆိုတာနဲ့သူ့ရဲ့အထိပ္ပယ်တန်းသိမှရမယ်နော်ဂဲဆရောပြီးတနင်္လာနေ့ခရောပြီးအင်္ဂါနေ့မုခုရောပြီးကျတာပတင်းနေ့ခင်ရောပြီးတောက်ကြနေ့ဒါလေးတွေကိုအကြမ်းမြင်လေးကိုသိရမယ်အကို listening နားထောင်မယ် 5番日本語学校で女の人と男の人が話しています。女の人は何曜日のクラスで勉強しますか？女の人は何曜日のレペイヤရဲ့クラスအတန်းမှာ勉強しますかစာလုံးမှာလေတဲ့မိလိုက်တယ်ဒါဆိုရင်တစ်ကနေလေးတွင်ဘာဖြစ်မလဲနားထောင်မယ်နော်すみません。1週間に1回日本語で話す練習をしたいです。日本語の練習をしたいですဘယ်ရမှာလဲ1週間に1回でတပတ်မှာဆိုရင်တစ်ချိန်နဲ့日本語の練習をしたいですဂျပန်စာ練習လေ့ကျင့်ခန်းလုပ်ချင်ပါတယ်တဲ့夜のクラスはありますか？夜のクラスはありますか夜ဆိုတာပါလေညကိုပြောတာ夜のクラスはありますかညပိုင်းအတန်းရှိပါသလားတဲ့はい夜のクラスは毎週月曜日火曜日木曜日金曜日ですဒါဆိုရင် तू ကဟိုက်ရှိပါတယ်တဲ့夜クラスはညပိုင်းအတန်းတွေကအမြဲတမ်းပဲလေမိုင်းရှိအပတ်တိုင်းကိုတဲ့月曜日火曜日木曜日金曜日အခုပေးထားတဲ့တစ်ကနေလေးအတွင်းကရှိတဲ့ရက်ဒီအကုန်လုံးမှာရှိတယ်ဆိုပြီးတော့ကောင်လေးကပြောလိုက်တယ်ပြန်နားထောင်မယ်夜6時からです夜6時からですတဲ့ညပိုင်း6နာရီပါတဲ့火曜日と金曜日は仕事が6時に終わりません。ဒါဆိုရင်ဗာလေးလေသူကခါယောဘီတို့ခင်းယောဘီတဲ့ခါယောဘီဆိုရဲနံပါတ်2ကရဲ့4မှာပါတယ်ခင်းယောဘီဆိုရဲတောက်ကြနေအဲ့ဒီ2ရက်ကတော့ရှီကိုတို့ဆိုရဲအလောက်ကရှိလို့တဲ့ဒါကြောင့်မို့လို့သူအဆက်မပြေဘူးတဲ့そうですかそうですかဟုတ်では月曜日がいいですよでは月曜日はいいですよ月曜日ဆိုရဲတဲ့တနင်္လာနေ့ကရပါတယ်ဆိုပြီးကောင်းလေးရပြောတယ်木曜日のクラスは話す時間が短いです木曜日のクラスはじゃらばりがクラスအတန်းကတော့話す時間が短いですစကားပြောတဲ့အချိန်ကတိုးတောင်းပါတယ်短いですတိုးတောင်းနေဆိုတော့သူကဘာလေးကိုပြောတာလဲနံပါတ်1က月曜日ကအဆင်ပြေတယ်လို့သူပြောလိုက်တယ်နော်စနာထောင်းပါအောင်わかりましたわかりましたဆိုသူကလက်ခံလိုက်တာနားလေပါပြီတဲ့じゃあ来週から勉強したいです来週から勉強したいですလာမယ့်နောက်အပတ်ကစပြီးတော့ရောတဲ့勉強したいですထားလို့ချင်နေတဲ့どうぞよろしくお願いしますどうぞよろしくお願いしますတောင်းဆိုပါတယ်ဆိုပြီးသူပြောလိုက်တယ်ဒါဆိုရင်ကောင်မလေးရွှေမာကဘေးရက်ဖြစ်သွားလေတနင်္လာနေ့ဂေစရောပြီးရွှေမာဖြစ်တဲ့အတွက်နံပါတ်1ကအပြေမှန်ဖြစ်သွားတယ်ဒီလိုလေးရွေးချယ်ပေးရတာနော်သူကအရှိမာတော့ဆိုရင်ရက်4ရက်လုံးကိုပါဝင်ပြီးပြောထားတော့ညာလေအဲ့ဒီထဲမှာကိုကဒီစာကြောင်းနေဂေဥတစတစ်ခုချင်းစိလိုက်နားထောင်နော်ခါယောပြီးနဲ့ခင်းယောပြီးအင်္ဂါနေ့နဲ့ကြတာပရင်းအင်္ဂါနေ့နဲ့တောက်ကြနေကသူအလုပ်ရှိရတဲ့အတွက်အစင်မပြေဘူးအဲ့ဒီတော့သူကဘာကိုရွေးလိုက်လဲဆိုတော့ဂေစယောဘီကောင်းလေးကပြောရလေဂေစယောဘီကအစင်ပြေတယ်တဲ့မခုယောဘီမှာဆိုရင်တော့ကြတာပရင်းနေ့မှာဆိုရင်တော့စကားပြောတဲ့အချိန်ကတိုးတောင်းတယ်လို့အကြံပေးတာဖြစ်တဲ့အတွက်ကြောင့်ကောင်းမလေးကဂေစယောဘီကိုရွေးလိုက်တယ်ဒါဆိုရင်မေကုန်းလေးပြန်နှားထောင်ကြည့်ပါအောင်女の人は何曜日のクラスで勉強しますか？女の人は何曜日の
クラスに勉強しますかအဲ့တော့ဘေးရဲ့တင်နန်းကိုတင်နန်းမှာစာလိလာမှာလေဆိုတော့ဂေစယောဘီကနံပါတ်1ကလေးကအဖြေမှန်ကြီးဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့နောက်တော့ပုံလေးကြည့်ရအောင်ဟုတ်ပြီနောက်တော့ပုံလေးမှာကြည့်လိုက်ပါအောင်တင်မှာဆိုရင်1ခိုင်နော3番1ခိုင်ဆိုတာဗာလဲတစ်ထပ်ကိုပြောတာတစ်ထပ်ရဲ့3番နံပါတ်3နိမှာဆိုရင်1ခိုင်နော4番နံပါတ်3မှာ2ခိုင်နော3番နံပါတ်4မှာ2ခိုင်နော4番လို့သူကပေးထားတယ်ပေါ့ဒါဆိုရင် listening နားထောင်မယ်6番日本語学校で先生が学生に話しています。学生は明日の午前どの教室に行きますか？明日の午前ね学生はကျောင်းသားက明日の午前ね午前ဆိုတာဘာလဲမနက်ပိုင်းကိုပြောတာနော်မနက်ဖြန်ရဲ့午前မနက်ပိုင်းမှာဆိုရင်ねဘာလို့မလဲ先生が学生に話しています。学生は明日の午前どの教室に行きますか？どの教室に行きますかどの教室に行きますかအဲ့တော့ဘယ်အတန်းကို行きますかသွားမှာလေတဲ့ဒါဆိုရင်တစ်ကနေ၄အတွင်းကအတန်းတန်းကိုသူသွားမှာပေါ့နော်အဲ့တော့ဘယ်တန်းသွားမလဲဆိုတာနားထောင်မေး午前です午前ですမနက်ပိုင်းမှာတဲ့明日の午前はクラスに日本人の学生が来ますから広い教室で授業をします2階の4番の教室に来てください2階の4番の教室に来てくださいကြားလား2階の4番の教室に来てください2階ဆိုတော့ကိုရီတစ်ခိုင်လေးတွေမှာဘာလို့တန်းနေသွားလဲ4番ကနံပါတ်4မှာဆိုရင်တန်းမယ်လေအလွှာနှစ်လွှာမြောက်ရဲ့4番ဆိုရဲအခန်းနံပါတ်4ကိုတဲ့4မှာရှိတဲ့ scale sheet စာသင်ခန်းကိုလာပြီးပါဟာလို့တခါလေးအတန်ဖိုင်ထဲမှာပါသွားပြီအဲ့ဒါကမနက်ပိုင်းအတန်းလုံးမဲ့အနေရအဲ့ဒီတော့အပြေမှန်တန်းတွေ့သွားပြီနံပါတ်4လေးဖြစ်ပါတယ်အဲ့ဒီတော့နောက်ကအတန်ဖိုင်ကိုရီနားထောင်စီရတော့မလို့တော့ဘူးလေကိုရီသိချင်တာအာရှိတာနောဂောဇန်မနက်ဖြန်ရဲ့မနက်ပိုင်းမှာဘယ်ရဲ့အခန်းမှာဘာလုပ်မှာလဲစာအုပ်ဘယ်အခန်းမှာလုပ်မှာလဲပေါ့နော်ဒါကိုသိချင်တာဖြစ်တဲ့အတွက်ရုံးပန်ပါ午後は1階の3番の教室で授業をしますဒါဆိုရင်1階の3番の教室にしますတဲ့ဒါကခေါင်းကိုမွန်လဲပိုင်းအကြောင်းပြောတာနော်ကိုရီသိချင်တာခေါ်ဆန်အကြောင်းသိချင်တာဖြစ်တဲ့အတွက်ခေါ်ဆန်ကအပြေမှန်က4ပါအဲ့တော့ခေါင်းကိုအကြောင်းသိချင်ရမလို့တော့ဘူးနားထောင်စီရမလို့တော့ဘူးနော်အဲ့တော့အပြေမှန်တန်းပြီးတော့ဝိုင်းလိုက်ပါ学生は明日の午前どの教室に行きますか？ဘယ်တောင်းကိုသွားမှာလဲနံပါတ်4မှာရှိတဲ့နစ်ခိုင်တော့ယွန်းပန်အတန်းကိုကိုရီသွားမှာဖြစ်ပါတယ်နောက်တစ်ဖုတ်ဆက်ကြည့်မယ်နနာဘတ်နံပါတ်9 7番女の人と男の人が話しています。女の人は何を持っていきますか？女の人は何を持っていきますか女の人はအမျိုးသမီးက何をဘာကို持っていきますかယူပြီးသွားရမှာလေလို့သူဟာမေးထားဘာကိုယူပြီးသွားရမှာလဲအဲ့တော့1နှစ်3နှစ်မှာဆိုရင်ပေးထားတဲ့ပစ္စည်းလေးတွေရှိတယ်အဲ့ဒီပစ္စည်းလေးတွေကိုတေချာအယုံဆိုင်ပြီးတော့နားထောင်ပြပါ佐藤さん、日曜日、佐藤さんの家でパーティーをしますね。何か持っていきましょうか。何か持っていきましょうかတဲ့နော်အဲ့ဆိုဘာကိုယူသွားရင်ကောင်းမလဲတဲ့飲み物はどうですか？飲み物はどうですかတောက်စရာကဘယ်လိုလဲတဲ့ありがとうございますありがとうございます飲み物はたくさんありますから飲み物はたくさんありますからတောက်စရာတွေအများကြီးရှိတာကြောင့်မဟုတ်လို့ဒါဆိုရင်ကျင်းသေးတယ်တောက်စရာတွေအများကြီးရှိတယ်ဆိုရင်တောက်စရာကိုမယူခိုင်းတော့ဘူးလေအဲ့အတွက်1နဲ့2ကပုံတွေကိုပယ်လိုက်လို့ရပြီ1နဲ့မှာကတောက်စရာပါနေတဲ့အတွက်ကိုတွေစဉ်းစားရမှာ3နဲ့4အတွင်းပဲစဉ်းစားတော့เนาะအဲ့ဒီ2ပုံကိုပဲအာယုံစိုက်မယ်食べ物がいいです食べ物がいいですစားစရာကောင်းနေတဲ့じゃあ
おにぎりを持ってきてください。 အိုနီဂီရီအိုမိုတက်ကီတေခရာဆိုင်တဲ့အိုနီဂီရီကိုယူလာပေးပါတဲ့ 私はスパゲティを作ります。 ဝါတာရှီဝါတဲ့စပါဂတီကိုစကီမတ်တဲ့ကျွန်တော်စကီတဲ့တဲ့ကျွန်တော်ကားတဲ့စပါဂတီကိုကြိုက်ပါတယ်ဆိုတော့စပါဂတီပုံလေးကဘာဖြစ်မလဲနံပါတ်၄မှာစပါဂတီရဲ့ခောက်ဆွဲဖတ်လေးပါနေတယ်အဲ့တော့နံပါတ်၄ကိုလေးရွေးပေးလိုက်ရုံပဲ わかりました。 ဝါကာရီမတ် それから လေပြီ カメラはありますか？ ဆိုရဲခရာကာမရာဝါအာဒီမတ်ကာတဲ့ကင်မရာရှိလားတဲ့မေးလိုက်တယ်နော် はい。パーティーの時使いたいですから貸してください。 ခတ်တဲ့ခရာဆိုင်ပါတီအတော်အတွက်မှာတဲ့သုံးကျင်နေသုံးမှာဖြစ်တာချောင်းမို့လို့ဘာလုပ်မလဲငှားပေးပါခတ်တဲ့ခရာဆိုင်ငှားပေးပါလို့သူကပြောတယ်အဲ့တော့အဖြစ်မှန်ကယွန်းပန်လေးဖြစ်ပါတယ်အနောက်ကကင်မရာကိုယူခိုင်းတာဖြစ်စီမယူခိုင်းတာဖြစ်စီအဲ့ဒီဟာကိုကမကြားလိုက်ဘူးဆိုရင်တောင်မှစနကနိုမီမွန်နိုကိုယူခိုင်းတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့တင်းတဲ့နှစ်ကိုပယ်မယ်ပယ်ပြီးတော့ရင်သူဟာစပါဂရီကိုစကီတဲ့ကြိုက်တယ်လို့ပြောတာဖြစ်တဲ့အတွက်နံပါတ်၄ကစပါဂရီခောက်ဆွဲဖက်ကလေးပါတဲ့ပုံကိုကိုကရွေးပေးလိုက်ရုံပဲဒီလိုနည်းနဲ့လေအဖြစ်မှန်ရှာတွေ့လို့ရတယ်နော်ဒါဆိုရင်မိတော့တစ်ခေါက်နာ いいですよ。 ဤတဲ့စီရောရတယ်တဲ့သူပြောမေးတဲ့ဒါဆိုရင်မိကုန်းတစ်ခေါက်ပြန်နားထောင်ကြည့်ရအောင် 女の人は何を持っていきますか？ အော်နာနိုဟီတိုဝါနာနီအိုမိုဒေကီမတ်ကာဘာကိုယူသွားမှာလဲဆိုတော့နံပါတ်၄ကသူဒီနှစ်ခုကိုယူသွားမှာဖြစ်ပါတယ်ဒီကိုရီမွန်းတိုင်အကြီးအပိုင်းကိုခြေဆိုတာပေးသွားပါပြီတစ်ကနေ9ထိ9ပုတ်ရှိတယ်အဲ့ဒီ9ပုတ်မှာသူပေးထားတာကစာကြောင်းနေလေးပေးထားသလိုပုံနေနေလေးပေးထားတယ်အဲ့အတွက်ကိုရီကတေချာပတ်ဝန်းကျင်ကိုအာယုံမဆိုင်ဘဲနဲ့သူပေးထားတဲ့ပုံတွေကိုပဲတေချာအာယုံစိုက်ပြီးတော့နားထောင်ပေးပါနော်M5 level ကသူကစကပြောတွေကဖြည်းဖြည်းလေးနဲ့ AC ပြောတော့တာဖြစ်တဲ့အတွက်စိတ်ကိုတိချာအာယုံလေးဆူဆောင်ဆူစီးပြီးတော့တိချာလေးနားထောင်ပြီးပါသူပြောတဲ့ခိုတိုးပါတွေကိုလည်းကိုကယာထားတော့မှသာအဆင်ပြေမယ်နော်ခိုတိုးပါမရဘူးဆိုရင်သူပြောတဲ့ခိုတိုးပါရဲ့အတိတ်ဘယ်ကိုစဉ်းစားလာတဲ့ဒီအချိန်ကြာနေပါမယ်အဲ့ဒီတော့တိချာလေးဒီအတော်အတွင်းမှာ listen နဲ့မလေးချင်းခင်မှာဆိုရင်ခိုတိုးပါလေးတွေကိုတိချာလေးပြန်နှွှဲပေးဖို့လိုအပ်ပါတယ်နော်ဒါဆိုရင်အခုနောက်တစ်ပိုင်းလေးကိုဆက်ပြီးတော့ကြည့်ပါမယ်